တာဘာလဲမသိဘူးခေါက်ဆွဲကြော်ကြာစံကြော်တမင်ပေါင်းစီချက်ဘာစားမလဲကိုကျွန်တော်တို့ဟိုဟာလေးဘုံရုံးဝင်ပြီးတော့ဧည့်သည်ပါလို့ညမှာချင်းခုံနေပြီI got loyalty, got royalty inside my DNA. ကျွန်တော်အကုန်လုံးအဆင်ပြေပါတယ်ဒါပေမဲ့တောင်းဆိုချင်တာလေးတစ်ခုပဲရှိပါတယ်ရောက်ကမကြီးကိုအရင်နားမကြီးနဲ့လို့ I got power, poison, pain, and joy inside my DNA. I got hustle, though, ambition, flow inside my DNA. I was I got ပထမဦးစဉ်နဲ့တကယ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့လိုအရင်ကလေးဆန်တဲ့လူပြောက်ကိုလူကြီးတယောက်ပြန်အောင်လို့ကိုတို့ဘွားတွေဆက်ရှောင်းနိုင်အောင်လို့အမြဲတမ်းရှိနေပြီခဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်တကယ်ချင်းဖြစ်တဲ့ကနေတဲကိုအမြတ်တနိုးတန်ဖိုးထားပြီးတော့ပေးထားတဲ့ကတိတွေကိုတီးပေးတဲ့အတွက်ချစ်သူတဘောဆိုပြီးစေတနာအမြဲထားပေးတဲ့အတွက်ကျေးဇူးအရမ်းတင်တယ်နောက်တသားတွေသမီးတွေမွေးလာရတယ်အဖေကောင်းတယောက်တွေနဲ့ 100% ဖြစ်အောင်အကိုရစပြီးတော့ပြင်ဆင်ကြိုးစားနေပါတယ်ဒီချိန်မှာဘသူ့ကိုအရှိချင်းဆုံးလဲဆိုလို့ရှိရင်အပားကိုအရန်ရှိစေချင်ကိုလိုပဲဂျုတ်စီအရန်ပြောတယ်တနိုင်ငံလုံးကိုရီအောင်လုပ်နေချိန်မှာသူ့ဟာသားတွေဘာပြောလဲဆိုတာနားမလဲပဲအမြဲတမ်းနောက်ကနေဘာဖြစ်ဖြစ်စိုးတူတူကောင်းတူတူ physically ရော mentally ရောအမြဲတမ်း support ပေးနေမယ်ဆိုတာအများချိန်မှာကတိပြုချင်ပါတယ်။ဟောအညီရှင်တွေကနေပြောချင်တဲ့စကားတစ်ခုရှိပါတယ်။အရင်ချစ်ပါတယ်။ပြန်မင်္ဂလာသူတို့သားနဲ့သူတို့သမီးရဲ့ second apprentice season စတင်နိုင်မှာဖြစ်ပါတယ်။ဘာလို့ကြောက်ဘာမှလည်းမရှိဘူးဝဲဆက်တော့ဘယ်လိုလဲဘယ်လိုလဲမြန်မာမှုဆိုပြီးစီဗီတော့လားစီဗီတော့ကိုလေးတီးလိုက်အချိန်ရတော့ကြာနေပြီလက်ကိုလေးတီးရတက်ဆက်သုံးစတိအသားကနည်းနည်းမဲတာတော့သူတကယ်ချစ်တတ်ပါတယ်အဝနာက main lane နဲ့ lady boy ကိုလုံးဝမခွဲတတ်ဘူးဒီလဲ lady boy ကိုရမ်းဆိုင်တာ